ဒီဟင်းရီအိုးကိုဖျက်ဆီးပစ်မယ်ဆိုပြီးတထေးလင်မယားကအိုးကိုဝင်လူကြတယ်အဲ့ဒီအချိန်မှာပဲအနက်ရောင်စိန်ခံကားတန်းကြီးကဆိုင်ရှိကိုအရှိန်နဲ့ထိုးဆိုင်လာတယ်ကားပေါ်ကနေမျက်မှန်နဲ့ကိုရန်တော်တွေဆင်းလာပြီးအသက်ရွယ်ရနေပြီဖြစ်တဲ့ဥက္ကဋ္ဌကြီးကိုတွဲဆင်းလာကြတယ်ဒီအနက်ပဲအယမ်းမွေးတာပဲညီမလေးကကြောင်ကြည့်ပြီးအကိုဒီဖိုးကြီးကဘသူလဲမသိဘူးကြည့်ရတာတခုခုတော့မှားနေပြီအဲ့ဒါကိုမြင်တော့ဝင်နောက်ရှက်ချင်တဲ့ဦးလေးကအနားကပ်လာတယ်အဖိုးကြီးဒီဟင်းရီကအစိတ်တွေပါတာစားတဲ့သူတိုင်းကန်ဆိုးကြတာကြီးပဲဒါပေမဲ့ဥက္ကဋ္ဌကြီးကဂယုမဆိုင်ပဲသူ့ကိုတွန်းဖယ်လိုက်လို့လမ်းမပေါ်ပြစ်လဲကျသွားတယ်ဥက္ကဋ္ဌကြီးကဒဲအိုးစီကိုပြေးသွားပြီးဟင်းရီကိုခတ်တောက်လိုက်တယ်အနားကကိုရန်တော်ကဝမ်းသာအားရဖြစ်သွားတယ်ညီလေးကျေးဇူးတင်ပါတယ်ကွာငါတို့ဥက္ကဋ္ဌကြီးအစာမဝင်တာ2နှစ်တောင်ရှိပြီမင်းကသူ့အသက်ကိုကယ်လိုက်တာပဲဘာဥက္ကဋ္ဌလဲအယူထောင်ကထွက်ပြေးလာတဲ့အယူကြီးနဲ့တူနေတာပဲလိုင်းဆိုင်နဲ့မိမပါဇက်ပိတ်ထားဆန်းမင်းတို့ကများငါတို့ဥက္ကဋ္ဌကြီးကိုစော်ကားရဲတယ်ပေါ့ဒီပုဂ္ဂိုလ်ကရန့်ချံမျိုးရဲ့နံပါတ်1ရင်းနှီးမြုပ်နှံသူစူကယူပက်ကဥက္ကဋ္ဌကြီးစူဝေမင်ပဲကွာအဲ့ဒီတော့မှဦးလေးဖြစ်သူရဲ့မျက်လုံးတွေပြူးကျဲသွားပြီးကြောက်လန့်တကြားကြောင်သွားတယ်စူကယူပတ်ဟုတ်လားဒုက္ခပါပဲဥက္ကဋ္ဌကြီးကကောင်းလေးလက်ကိုဆွဲနှုတ်ဆက်လိုက်တယ်ညီလေးမင်းရဲ့ဟင်းရီကအကောင်းဆုံးပဲနောက်ဆိုငါမင်းဆိုင်ရဲ့အမခံဖောက်တွေပဲပြီးတော့ကျမ်းပြင်ပေါ်လဲနေတဲ့တထေးလင်မယားကိုလက်ညှိုးထိုးပြီးတတိပေးလိုက်တယ်ဒီကလေးတွေကိုမင်းတို့ထပ်နိုင်ကျင်တာမြင်ရင်တော့ငါလုံးဝခွင့်လွတ်မှာမဟုတ်ဘူးအဆက်ကွဲသွားတဲ့တထေးလင်မယားကရုံးကန်းပြန်ရောက်တာနဲ့စပွဲကိုထုပြီးဒေါသထွက်နေကြတယ်ဒီကောင်လေးတယောက်တည်းဟူလာထန်ဟင်းရီချက်တက်တာမှတ်နေလားတနိုင်ငံလုံးမှာစဖို့မှုတွေအများကြီးပဲသူချက်တာထက်ပိုကောင်းအောင်ချက်ပြမယ်သူတို့ဆိုင်ကနာမည်ကြီးစဖို့မှုကိုခေါ်ပြီးခိုးကူးထားတဲ့ပါဝင်ပစ္စည်းစာရွက်ကိုပေးကအတိအကျပြန်ချက်ခိုင်းတယ်စဖို့မှုကပဲငံပြာရီမဲတွေလောင်းထည့်ပြီးဟင်းအိုးကိုမှွေနေတာကိုလင်မယားနှစ်ယောက်ကအားရပါရရက်ကြည့်နေတယ်ဟင်းရီချက်သွားတော့ပကံလုံးနဲ့ထည့်ပြီးမြည်ကြည့်လိုက်ရကနေမျက်လုံးတွေအယောင်လဲသွားကြတယ်အရသာကတပုံစံနဲ့ပဲဟိုကောင်လေးချက်တာထက်တောင်ပိုကောင်းနေသေးတယ်ဘာကဘိုးဘွားပိုင်လှုပ်ဝက်ချက်လဲဟင်းခတ်အမွေးကြိုင်တွေရောထည့်လိုက်ရုံနဲ့ဘသူမဆိုချက်တက်တာပဲသူတို့ချက်ချင်းပဲဂျိုးတထေးစီဖုံးဆက်လိုက်တယ်တထေးရှာနေတဲ့ဟင်းရီရပြီးအရင်ကထက်တောင်ပိုကောင်းသေးတယ်အချိန်မရွေးလာစားလို့ရပြီ VIP ခန်းထဲမှာဂျိုးတထေးတို့အဖွဲ့ရောက်နေပြီဦးလေးကဟင်းရီပကံကိုဂုံယူဝင့်ကြွားစွာနဲ့လာချပေးတယ်ငွေအများကြီးပေးပြီးနှားထားတဲ့စဖို့မှုကြီးရဲ့လက်ရပါအတိအကျပြန်ချက်ထားလို့အရသာကအရင်ကထက်အများကြီးပိုကောင်းပါတယ်ခင်ဗျာဂျိုးတထေးကဟင်းရီကိုခတ်တောက်လိုက်ပေမဲ့ချက်ချင်းပဲမျက်မှောင်ကျုပ်သွားပြီးပကံကိုပါကျမ်းပြင်ပေါ်လွှင့်ပေါက်ခွဲပစ်လိုက်တယ်ဒါကဘာမိုက်တွေလဲအရသာလည်းမရှိဘူးအနံ့ကလည်းတမျိုးကြီးပဲအခြားဧည့်သည်တယောက်ကလည်းထောက်ခံတယ်အတုကတော့အတုပါပဲမျိုးချလို့တော့မရဘူးဘယ်လိုလုပ်ဖြစ်နိုင်မှာလဲကျွန်တော်ကိုယ်တိုင်မြည်ကြည့်ပြီးအရသာအတူတူပဲကိုတလကိုလစာ2000တောင်ပေးပြီးငှားထားတာပါခင်ဗျားတို့ဘာလက်ကွက်တွေတုံးတုံးဂယုမဆိုင်ဘူးအရင်ဟင်းရီချက်တဲ့ကောင်လေးကိုပြန်ခေါ်လာခဲ့သူ့ဟင်းရီမှာအစ်စ်မှန်ပဲသူမလာရင်ငါတို့အဖွဲ့ဝင်သက်တွေအကုန်ပြန်ဖြတ်မယ်ဦးလေးကပြပြတလဲတောင်းပန်တုံးမှာပဲဂျိုးသူထေးကဟင်းရီပကံနဲ့ဦးလေးမျက်နှာကိုလှမ်းပတ်လိုက်တယ်ဦးနွေးနေတဲ့ဟင်းရီဖက်တွေကဦးလေးမျက်နှာပေါ်ကနေတောက်လျှောက်စီးကြလာတယ်ပတ်စံပေးပြီးလာစားတာဒီလိုဝက်စာတွေစားဖို့မဟုတ်ဘူးမင်းတို့ဖူမန်ကဲဆိုင်ကအစ်စ်မမီဘူးစပွဲပေါ်ကတ်တွေပစ်ချပြီးအကုန်ထွက်သွားကြတယ်အတော်ကဒေါသတကြီးနဲ့អော်တယ်ဒါတွေအကုန်လုံးဟိုကောင်လေးကြောင့်ဖြစ်ရတာသူသားအလုံးမထွက်ရင်ဒီလိုဖြစ်မှာမဟုတ်ဘူးဦးလေးကမျက်နှာကိုတစ်ဖက်နဲ့တုပ်ရင်ဒေါသတွေထွက်နေတော့တယ်ဂျိုးသူထေးတို့အဖွဲ့ကကားစီးပြီးပြန်လာရင်ဒုက္ခရောက်နေကြတယ်ဒီဟင်းရီမတောက်ရရင်တော့ငါတို့ဘလို့အသက်ဆက်ကြမလဲပါစက်ထဲမှာဘာဆဆရတာမရှိဘူးရုတ်တရက်ဂျိုးသူထေးကသတင်းပေါက်ကနေအနံ့ရလိုက်တယ်ဟိုမှာငါရှာနေတဲ့ဟင်းရီစိန်ခံကားကြီးကလမ်းဘေးမှာအရှိန်နဲ့ထိုးရက်သွားပြီးဂျိုးသူထေးတို့အဖွဲ့ဆင်းပြေးလာကြတယ်တွေ့ပြီးငါတို့ရှာတွေ့ပြီးအကုန်ပေးကျွန်တော်အရင်ရောက်တာကျွန်တော်ကိုအရင်ပေးတထေးကြီးတွေတယောက်နဲ့တယောက်အလူရက်ဖြစ်နေကြတယ်ညီမလေးကလန့်သွားပြီးအကိုကိုဖတ်ထားတယ်သူတို့ကဘသူတွေလဲဖူမန်ကဲဆိုင်က VIP ဧည့်သည်တွေထင်တယ်ဂျိုးတထေးကဟင်းရီကိုပကံလုံးကြီးနဲ့မောတောက်လိုက်ပြီးတာနဲ့မျက်နှာပေါ်မှာအပြုံးတွေဝေးစားသွားတယ်ဒီရတာပဲအရန်ကောင်းတာပဲဂျိုးတထေးကကောင်လေးကိုငွေအထက်လိုက်ထုတ်ပေးလိုက်တယ်ညီလေးမင်းကိုငါတို့ကုမ္ပဏီ3ခုရဲ့ကိုပိုင်စဖို့မှုအဖြစ်ခန့်ကျင်နဲ့လာလုပ်ပေးပါကောင်လေးကပြုံးပြီးခေါင်းခါလိုက်တယ်သူထေးတို့ကမ်းလန်းတာကိုကျေးဇူးတင်ပါတယ်ဒါပေမဲ့ဒီဟင်းချက်နီးကဘိုးဘွားပိုင်အမွေနှစ်ပါလူနေနဲ့အတွက်ပဲမချက်ပေးချင်ဘူးလူအများကြီးကိုဒီရတာမြည်ဆန်းစေချင်တယ်အခုလဲဆိုင်လေးကတဖြည်းဖြည်းရောင်းကောင်းလာပါပြီအားလုံးကဝိုင်းအားပေးကြလို့ညီမလေးရဲ့ဆေးဖို့အတွက်လည်းအဆင်ပြေနေပါပြီဂျိုးတထေးကသူ့ပခုံးကိုပုတ်ပြီးသဘောကျသွားတယ်ညီလေးမင်းကတတိရောစိတ်ထားရောကောင်းတာပဲစိတ်ချငါတို့မင်းရဲ့ပြိတ္တတွေဖြစ်သွားပြီးနေတိုင်းလာအားပေးမယ်ညဘက်ရောက်တော့မောင်နှမနှစ်ယောက်ပတ်စံတွေရေတွက်နေကြတယ်ဒီနေ့ရာချီမြတ်တယ်ဒီအတိုင်းဆိုညီမလေးရဲ့ဆေးဖို့မြန်မြန်ပြေတော့မှာပဲအဲ့ဒီအချိန်မှာကောင်လေးကဟင်းရီပကံတွေကြားထဲကနေတွေးဆွနေတဲ့စာအိတ်တအိတ်ကိုတွေ့လိုက်တယ်ဖွင့်ကြည့်လိုက်တော့စာရွက်ပေါ်မှာအလုပ်ကိုစေတနာထားပြီးဆက်ကြိုးစားပါဆိုတဲ့စာသားလေးရေးထားတယ်ညီမလေးကပြုံးပြီးပြောတယ်ဒီဦးလေးတွေတကယ်သဘောကောင်းတာပဲနော်ကောင်လေးကစာအိတ်ကိုကင်ရင်ပြုံးလိုက်တယ်ငါတို့ပိုကြိုးစားရမယ်ညနေပိုင်းဆိုင်သိမ်းပြီးအမိုက်ပုံးနဲ့အမိုက်တွေတွားပြစ်နေတော့မှပဲသူတို့နေတဲ့တိုက်ခန်းချင်းလေးရှိကိုဥက္ကဋ္ဌကြီးရဲ့စိန်ခံကားကြီးထိုးဆိုင်လာတယ်ကားပေါ်ကနေအနက်ရောင်ဝစ်စုံနဲ့လှပတဲ့အမျိုးသမီးတစ်ယောက်ကဥက္ကဋ္ဌကြီးကိုတွဲဆင်းလာတယ်အမျိုးသမီးကကောင်လေးစီလျှောက်လာပြီးပြုံးပြတယ်မင်္ဂလာပါကျမကစူးဝေမင်းရဲ့မြေစုကယူပတ်ရဲ့လက်ရှိ CEO စူးကျင်ချန်ပါအဖိုးကိုဂယူဆိုင်ပေးခဲ့တဲ့အတွက်စူးမိသားစုကိုစားအထူးပဲကျေးဇူးလာတင်တာပါကောင်လေးကရှက်ကိုရှက်ကန်ဖြစ်သွားတယ်အာနာဆရာကြီးကျွန်တော်ကဟင်းရည်လေးတပွဲတိုက်လိုက်ရုံမှာအပေါ်တက်ပြီးစကားနည်းနည်းလောက်ပြောလို့ရမလားမေးတော့ကောင်လေးကအိမ်ကသေးလွန်းလို့အဆင်မပြေတော့ဘူးလို့အာနာစွာပြောလိုက်တယ် CEO မမကပြုံးလိုက်ပြီးရပါတယ်ကိစ္စမရှိပါဘူးဆိုပြီးအားလုံးအတူတူအိမ်ထဲဝင်သွားကြပါတော့တယ်